ရီမှာရှိရခလုတ်လေးရဘလို့လုံးတယ်သူတို့ကဘာရီအတွက်ထားထားရလဲဆိုအဲ့ခလုတ်လေးတောင်ကြီးကအသေးစိတ်လေးကိုဗီဒီယိုလေးနဲ့တင်ပေးမယ်ပေါ့နော်အဲ့တော့ like ကြည့်ပေးပါအောင်ဒီအင်ကြီးပါပဲဟုတ်ပါတယ်ရှင်တို့တရက်ထဲမှာဒီမှာ train အပြီးရိုက်နေမို့ဒီအင်ကြီးပဲအင်ကြီးတော့မလဲတော့ဘူးအဲ့ဒါကေတို့ပါတီပေါ့နော်ပါတီမှာဆိုလို့ရှိရင်ဒီမျိုးရှိမယ်အခုက16ကုန်ဖြစ်နေပြီပေါ့နော်အဲ့တော့အရင်ဆုံးဒီကေဒီဥစ္စာလေးကိုပြမယ်ဒါကကြောင့် game ပုံစံလေးဒါ game ဆော့လို့ရတာပါဒီမှာ quite ရှိရဲ့လူကဒီမှာ game လေးဆော့လို့ရနောက်နေ့ကျလို့ရှိရင် game ဆော့နေနိုင်အောင်ဆိုတာတက်ပေါ့နော်ကေဘယ်ဥစ္စာဘလို့ဆော့ရဆိုတော့ကုန်တင်ပေးမယ်ပေါ့နော်ဒါ game ဆော့တာဒါကကျတော့ lucky ကျရပေါ့နော်အဲဆိုလက်ဆောင်ပုံလေးပေါ့နော်လက်ဆောင်ပုံလေးမှာဆိုကေတို့ဒီမှာအော်ကိုကျဲလို့ရတယ်ပြီးလို့ရှိရင်ကိုလှုပ်ရှင်တဲ့လူပဲရွေးပြီးတော့လေလှုပ်လို့ရတယ်ပေါ့ဒီလိုမျိုးပေါ့နော်ကိုလှုပ်ရှင်တဲ့လူလှုပ်လို့ရွေးပြီးလို့ရကိုပါကိုကျဲမယ်ဆိုကိုပါကိုတယောက်တည်းပဲထောက်ပေါ့နော်သူများပါသွားမယ်ပေါ့နော်အဲ့တော့ကေအစွမ်းနာပြလို့ပဲ hot deal luxury တွေကနှစ်ခုကတော့ဒါကတော့ကေနိုင်လို့ရှိရင်ပေါ့နော်ဥမာကွာ coin 1000လောက်နိုင်လို့ကွာ1000ရင်းပြီးတော့2000နိုင်1000ကိုခေးချလို့ရတယ်ပေါ့နော်ဒါ point ရအောင် lucky ကကျတော့ပြင်ကျဲရတာပါနော်lucky ကကျတော့ပြင်ကျဲရတာဒီဥစ္စာလေးကကျတော့လေဒါအလကားရတဲ့ဥစ္စာဒါ1000ပြလို့ရှိရင် coin 1000နဲ့လဲလို့ရတယ်ဒါကဘာလဲဆိုတော့ तू ကကျတော့ VIP ဝယ်ထားတဲ့လူမှရရပေါ့နော်ရိုးသမားကြီးတို့လိုမျိုးရိုး VIP ဝယ်ထားတဲ့လူတွေကတော့မရပါဘူးလဲလို့မရပါဘူးเนาะဒီမှာဆို85ခုရှိတွေ့တာဒီဥစ္စာ1000ဆို1000လဲရအဲ့တော့ VIP ကျမလည်းမဝယ်သေးဘူးဝယ်တဲ့ခါကျရင်ပြောမယ်ဝယ်ဖြစ်လို့ရှိရင်မတင်ပေးနိုင်အောင်ပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုသွားမယ်နောက်ဒီမှာဒီက message ပေါ့နော်ဒီ message ကတော့ဒီမှာစာပို့ထားတဲ့လူတွေကြည့်လို့ရမယ်ပေါ့နော်အဲ့နောက်တစ်ခါကျဒီမှာဒီဥစ္စာလေးအဓိကဒီ4000ကွက်လေးပေါ့နော်ဒီ4000ကွက်လေးပါလဲဆိုတော့ဒီ voice on ဆိုတော့ဒီဟိုအတန်ပိတ်ရှင် on ထားလိုက်အတန်ပိတ်ရှင် off ထားလိုက်အတန်ဖွင့်ရှင် on ထားလိုက်ပေါ့နော်ဒီမှာဒါ share ဆိုတာဒီ party ကိုတခြားလူတွေလည်း share ပေးလို့ရတယ်။ဟောမလို့ copy link ရှာပြီးတော့ပေါ့နော်အားသားဆိုလို့ရှင်လေဒီ party ကို Viber တို့ဒီ Telegram တို့ကေတို့ပို့ချင်တဲ့နေရာတွေပေါ့ Facebook ကြည့်ပြီးပေါ့နော် Facebook တွေပါရှင်းလာမှာအနေနဲ့ငါးစီကိုလာခဲ့နင်ရှာတဲ့လင်းဝင်လာခဲ့ဆိုကေတို့ link ပေးလို့ရတဲ့ဥစ္စာလေးပါပေါ့နော်။အဲ့နောက်တစ်ခုကဘာလဲဆိုလို့ရှင်ဒီမှာ music ပေါ့နော် music ဆိုလို့ရှင်ကေတို့ background music အနေနဲ့ဖွင့်ထားလို့ရကေတို့ party မှာကေတို့မရှိဘူးဆိုတော့ဒီမှာဖုန်းထဲမှာရှိတဲ့ music ကိုဖွင့်ထားလို့ရပါတယ်။အဲဆိုကိုကမိုင်းလွင်ပြီးသားဖြစ်တာပေါ့လေနော်ကိုစကားပြောကြမလို့အပြင် run set ပါ run set ကတော့ဒါကိုရဲ့ setting ချိန်တာပေါ့နော်ဒီမှာ caption ပြောင်းလို့ရမယ်ပြီးလို့ရှိရင်ဒီမှာ setting ဖမ်းမယ်ဒီမှာတစ်ခုခုပေါ့ကိုပြန်ယူရမယ် free mic ဆိုတာအကုန်လုံးဝင်ထိုင်လို့ရလောက်ထားပါတော့ဒီမှာဆိုလို့ရှိရင်ကိုခွင့်ပြမထိုင်စေချင်လို့ရှိရင် apply for mic ကိုလောက်ထားလို့ရပါတော့ကေက free mic အကုန်လုံးထိုင်လို့ရလောက်ထားပါမယ်အဲ့ပြင်နောက်တစ်ခုကကျတော့6ပေါ့နော်6ဆိုတာထိုင်ကုန်မှာရှင်9ကုန်ရှိမယ်16ကုန်ကေကကို16ကုန်ထားတာပါရဲ့အဲ့ပြင် announcement ကတော့ဒါကေတို့ဟိုပါလို့ပေါ့နော်ကေတို့ဒီမှာလုံးနေနဲ့ပြန်ပြောင်းချင်တာမျိုးဆိုဒီဘက်ထဲကိုပြန်ပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်6ချက်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကပါလဲဆိုတော့ wrong admin မှာ wrong admin ဆိုတာတော့ကေကခန့်လို့ရတယ်ပေါ့နော်ကေတို့ admin မှာကေတို့ပါတီမှာတခြားလူကိုခန့်ပြီးတော့အဲ့လူကကေတို့ရဲ့ဒီထဲကလူကိုထုတ်လို့ရတယ်ကစ်လို့ရတယ်ဗောဒီလိုမျိုးနဲ့ admin ခန့်တာပေါ့နော်နောက်တစ်ခုဒီမှာ password ပေါ့နော်ကေမြင်နဲ့ကေပါတီမှာဆိုကေမြင်နဲ့ password ခံပါတယ်ဒီမှာဆိုလို့ရှိရင်ဒါဆို password မရှိတာပေါ့နော် password ထားခြင်းကေတို့ဒီဥစ္စာလေးကို online မယ်ပြီးလို့ရှိရင်ပေါ့ဒီမှာဒါလေး online ပြီးလို့ရှိရင်မှာကိုထားခြင်းနဲ့ password ပေါ့လေးလုံးထားလို့ရမှာလေးလို့ဆိုလေးတစ်ပေါ့နော်အပြင် confirm နေလိုက်ပြီဆိုလို့ရှိရင်ဒီမျိုး edit successful ဆိုလို့ရတယ်ကိုရီးယား log ချထားမှာဖြစ်ပြီးတော့အဲ့ password ကိုကပေးမှာပေါ့နော်သူများတကကိုပါတီကိုဝင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကေပြန်တော့ဖြုတ်ထားတာမယ်နော်ကိုလူတွေကိုအဲ့တော့ပြန်ဖြုတ်ရှင်လို့ရှိရင်ဒီမှာ set password ကိုပြန်နှိပ်မယ်ပြီးလို့ရှိရင်ဒါလေးကိုပြန်ပြီးတော့နှိပ်လိုက်မယ်ပြီးတော့မှ confirm လေးပေးလိုက်မယ်ဆိုလို့ရှိရင်ဒါဆို password ပြန်ဖြုတ်ပြီးသွားပါပြီရှင်အဲ့ပြင်နောက်တစ်ခုပေါ့နော်ဒါကတော့ backpack ပေါ့နော်ဒါ backpack ကကျတော့ဒီမဲ့ဒီယာဝယ်ရပါတော့ဒါကွိုင်နေနဲ့ဝယ်ရပါရှင်လည်းဝင်တာကျမလည်းဝင်တာကျမတို့ဘွားသမားရဲ့လှပသမားရဲ့မို့တဲ့ကြောင့်မလို့ထပ်မပြောတော့ဘူးဒါတော့ message ကတော့ဒီမှာပါပဲ message ဒီထဲကနေပြီး message တွေမှာသွားကြည့်လို့ရပါတော့ကိုဒီပါပြပြထားတယ်ဆိုတာပေါ့နော်အဓိကအရေးဒါကတော့ဒီမှာဒီ room cloud တွေရဲ့ဒါလုံးပုံလုံးလေးပါတယ်မဆိုလို့ချင်းအပွား share ဆိုရင်ဆွမ်းနာတိုင်းမှာကေပြောဆိုပဲဒီရောက်စာကေရဲ့ဥစ္စာကိုဆွမ်းနာ link နဲ့အတူတူပဲပေါ့နော်ဒါဘိုင်ဘာနဲ့သွားပို့မလားကေကိုအဲ့လိုမျိုးလုပ်လို့ရမှာနော်ဒီ4000ကွက်လေးကကြောပြန်ထွက်မှာပေါ့နော်မန်ကြီး4000ကွက်လေးကြည့်လိုက်ကေပြောမှာ4000ကွက်လေးကထွက်တာထွက်လိုက်တာကေပါတီတွေတော့ထွက်မသွားဘူးပေါ့နော်ဟိုမှာကိုအမှားချင်းနေလို့ရှင်ကွာအမှားချင်းနဲ့ကေပါတီတွေထွက်သွားတယ်ဒီလေ4000ကွက်လေးနဲ့ဆိုလို့ရှိရင်ကေကထွက်မသွားဘူးဒီမှာကြည့်လိုက်ကေပါတီတွေမှာကေရှိနေတည်ရပေါ့နော်အဲ့လိုမျိုးပေါ့တစ်ခါကျတော့ကိုကအပြင်ကိုသုံးချင်တာမျိုးဆိုလို့ရှိရင်အဲ့4000ကွက်လေးနဲ့ထွက်ပြီးတော့မှာပေါ့နော်အဲ့4000ကွက်လေးနဲ့ထွက်ပြီးတော့မှလုပ်လို့ရတယ်ဒါကတော့အမှားချင်းနေလိုက်ပြီဆိုတော့ဒါလုံးဝအပြင်ကိုထွက်သွားပါပြီရှင်ဒါဒီခလုတ်လေးရဲ့အကြောင်းပါ